မိဖုရားဟာရုတ်တရက်ကြိုက်ခတ်ကိုခံလိုက်ရတယ်ဒါပေမဲ့ဘယင်ကြီးကသူ့မှာရှိတဲ့တခုလေသောလက်နက်ကိုလေထဲပစ်တင်လိုက်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကိုပဲပြန်လဲထိုးဖောက်သွားခဲ့ပါတယ်ဘယင်ကြီးရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပဲကြောက်ရွံ့အဖြစ်ပြောင်းလဲသွားခဲ့တယ်သူဟာအဲ့ဒီတန်ဆင်းတဲ့ဓားမြောင်ကြီးနဲ့အတူပင်လယ်ချမ်းပြင်စီကိုနစ်မြုပ်သွားခဲ့ပါတယ်ဒီအဖြစ်အပျက်ကအသက်3မိနစ်အရွယ်မင်းသားလေးအပေါ်မှာနှက်ဆိုင်တဲ့စိတ်ဒဏ်ရာတစ်ခုရသွားစေခဲ့တယ်အနှစ်20ဆိုတဲ့အချိန်ကမြ мян ဆန်းဆန်းပဲကုံဆုံးသွားခဲ့တယ်ရဲတိုက်အပြင်ဘက်ကရေမျက်နှာပြင်ဟာရုတ်ကရအလင်းအမြန်ကျဆင်းသွားခဲ့တယ်တညာတဲ့နဲ့မြစ်ချမ်းပြင်ကြီးလုံးဝခန်းချောက်သွားခဲ့ပြီးကြောက်တုံးတုံးပေါ်မှာဓာတ်တလက်စိုက်ဝင်နေတာကိုတွေ့လိုက်ရတယ်စစ်သားတွေအားလုံးအဲ့ဒီဓာတ်ကိုဆွဲနှုတ်ဖို့စူးစမ်းခဲ့ကြပေမဲ့ဘယ်သူမှအောင်မြင်ကြပါဘူးလက်ရှိဘရင်ကြီးကအဲ့ဒီဓာတ်ကိုချက်ချင်းပဲမှတ်မိသွားတယ်ဒါဟာရခင်ဘရင်ဦးသားရဲ့ဓာတ်ပါပဲဘရင်ကြီးဟာရုတ်တရက်စိုးရိမ်ပူပန်သွားခဲ့တယ်သူကနတ်ဆိုးစီကိုချက်ချင်းတွားရောက်ဆွေးနွေးခဲ့တယ်အဲ့ဒီအချိန်မှာပဲဦးသားရဲ့သားအာသာဟာအသက်ရှင်နေတဲ့ကြောင့်သူသိလိုက်ရတယ်အကယ်၍အာသာသာဒီဓာတ်ကိုဆွဲနှုတ်နိုင်ခဲ့ရင်အာသာဟာတရားဝင်ထီးနှန်းစခန်းသူဖြစ်ကြောင်းလူတိုင်းသိသွားကြလိမ့်မယ်ဒါကြောင့်ဘရင်ကြီးကလူငယ်တွေအားလုံးလာရောက်ပြီးဓာတ်ကိုဆွဲနှုတ်ကြဖို့ချက်ချင်းပဲအမိန့်ထုတ်လိုက်ပါတယ်အာသာလည်းအဲ့ဒီအချိန်မှာပါဝင်ခဲ့တယ်သူဟာအမှန်တရားကိုလုံးဝမသိခဲ့ပါဘူးအာသာကဓာတ်ကိုကိုင်းလိုက်တဲ့အချိန်မှာပဲနာကျင်မှုကိုစတင်ခံစားလိုက်ရတယ်အာသာလည်းအမြန်လွတ်လိုက်ပါတယ်အနီးနားကစစ်သားတွေကတော့ထူးခြားမှုဘာတစ်ခုကိုမှသတိမထားမိကြပါဘူးဒါအပြင်သူတို့ကမလုံနိုင်ရင်ထွက်သွားဖို့သူ့ကိုလောင်ပြောင်ခဲ့ကြတယ်အာသာကသူတို့ကိုလစ်ရှူလိုက်ပါတယ်သူကလက်နှစ်ဖက်စလုံးနဲ့လှမ်းပြီးဓာတ်ကိုဖျန်ခိုင်လိုက်တယ်အန်ဩစရာကောင်းတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်အဲ့ဒီတန်စိမ့်တဲ့ဓာတ်စီကနေအဖြူရောင်အလင်းတန်းတစ်ခုရုတ်တရက်ထပ်ပေါ်လာခဲ့တယ်မြေကြီးလောင်တုန်ခါလာခဲ့တယ်အာသာကဆက်ပြီးဆွဲနှုတ်ခဲ့တယ်လူတိုင်းအန်ဩမင်သက်နေချိန်မှာပဲသူကအဲ့ဒီဓာတ်ကိုဆွဲထုတ်လိုက်နိုင်ခဲ့တယ်ရဲလိုက်ထဲကဘရင်ကြီးကဘာတွေဖြစ်နေလဲဆိုတာကိုအာယုံစံသိရှိသွားတယ်သူကအာသာကိုချက်ချင်းဖမ်းဆီးဖို့စစ်သားတွေကိုအမိန့်ထုတ်လိုက်ပါတယ်ဒါပေမဲ့စစ်သားတွေအနားမရောက်ခင်မှာတင်အာသာဟာဓာတ်ရဲ့ဆွမ်းအားကိုမထိန်ချုံနိုင်ပဲအဲ့ဒီနေရာမှာတင်လဲကျသွားခဲ့တယ်သူနိုးလာတဲ့အခါမှာတော့ကွက်မြက်မဲ့နေရာကိုရောက်နေလာကိုတွေ့လိုက်ရတယ်အာသာမှာခုခံနိုင်စွမ်းမရှိတော့ပါဘူးသူတို့ကသူ့ကိုခုတ်ထစ်မဲ့နေရာစီတွန်းပို့တာကိုပဲငြိမ်ခံရတယ်ဒီလိုအရေးကြီးတဲ့အချိန်လေးတစ်ခုမှာစွန့်မြတူကသူမရဲ့မောပင်ယာကိုအသုံးပြုတယ်သူမကကွက်မဲ့ပွဲကိုနှောက်ယှက်ဖို့လင်းရင်ငတ်တကောင်ကိုထိန်းချုပ်တယ်ဘရင်ကြီးလည်းရုတ်တရက်ခေါင်းမူလာခဲ့တယ်သူကတတော်ဆောင်တွေရဲ့အကာအကွယ်နဲ့ရဲတိုက်စီကိုဖျင်းဆုပ်သွားခဲ့ရတယ်အဲ့ဒီနောက်လူအုပ်ထဲကနေခွန်အားကြီးတဲ့လူနှစ်ဦးပြေးထွက်လာခဲ့တယ်သူတို့ကပိတ်ဆိုးထားတဲ့အဆောင်တွေကိုရိုက်ချပြီးအာသာကိုကဲ့တင်ခဲ့ကြတယ်သူတို့ကအဖျားရောင်ဝရုပ်နဲ့စွန့်မြတို့ပူးပေါင်းပြီးနောက်ဆုံးမှာ6ကန်းမဘော်ကနေခုံချပြီးလိုက်လံဖမ်းဆီးသူတွေကနေလွတ်မြောက်သွားခဲ့ကြတယ်အာသာကိုလက်ရုပ်ဆန်းဆန်းနဲ့ဂူတစ်ခုစီကိုခေါ်သွားခဲ့တယ်သူ့ကိုကဲ့တင်ခဲ့တဲ့သူတွေအားလုံးဟာသူ့အဖေရဲ့ရခင်နောက်လိုက်အောင်တွေဖြစ်ကြောင်းသူသိလိုက်ရတယ်သူတို့ကအာသာကိုရှာဖွေဖို့ဘရင်ရဲ့ရက်ဆက်ကြမ်းမြူတဲ့အုပ်ချုပ်ရေးကိုဖြုတ်ချဖို့တောင်ပေါ်ဒီပေါ်မှာလှစ်ပေါင်းများစွာပုံခွဲနေခဲ့ကြတာဒါပေမဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေကိုအာသာလက်ခံဖို့ခက်ခဲနေတယ်သူဟာကဲ့တင်စရာမျိုးရုတ်တရက်မဖြစ်ချင်ပါဘူးသူကအေးအေးဆေးဆေးနေထိုင်မှုလုံခြုံတဲ့နေရာတစ်ခုပဲရှာချင်တာပါဒါကြောင့်သူက6ကန်းပါပေါ်စီကိုတွားပြီးအဲ့ဒီဓာတ်ကိုရေကန်ထဲကိုဖစ်ချလိုက်တယ်အဲ့ဒီနောက်အာသာကသူ့ကိုယ်သူစိတ်တည်ငြိမ်အောင်စူးစမ်းရင်တိုးတဲ့ကိုယူးစွာပြေးဝင်လာခဲ့တယ်နောက်ဆုံးမှာတော့အာသာဟာရွှွန်တွင်တစ်ခုထဲမှာလဲကျသွားခဲ့တယ်ရုတ်တရက်လက်တခန့်ကထွက်လာပြီးသူ့ကိုရေကန်ထဲကိုဆွဲချသွားတယ်သူမကတော့ဒန်တီရလာရေကန်ဆောင်နှက်သမီးပဲဖြစ်ပါတယ်အာသာကအသက်တညစွာရုန်းကန်ခဲ့ပေမဲ့နှက်သမီးကသူ့ကိုအနာဂတ်မြင်ကွင်းတွေကိုမြင်တွေ့စေတယ်အကယ်၍အာသာသာဒီဓာတ်ကိုလက်ခံဖို့ငငင်းဆန်းခဲ့ရင်ဘရင်ကြီးကမြို့တွေအားလုံးကိုအပြည့်စည်းတွေအဖြစ်ပြောင်းလဲပြစ်လိုက်မယ်လူကဘာကြီးလည်းအကြီးကျယ်ပစ္စည်းဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတော့မယ်ဒါကြောင့်သူဟာဓာတ်ကိုပြန်ယူပြီးလူကဘာကြီးကိုကယ်တင်ရတော့မယ်